ကတော့အင်းကနေစထွက်လာပါပြီဝင်လေတယ်လာတော့ဒီ Hungary ရဲ့ပြီးတော့ကျတော့ travel language တလုံးရဲ့ပေါ့နော်အဲ့ဒါပါပဲ escalator ပြတ်နေတဲ့အတွက်ထုတ်ပိုးရင်းနဲ့ဆို elevator ကိုသုံးပါမယ်ဒါကတော့လေဆိပ်ကိုရောက်ပါပြီအတူသွားမဲ့တငယ်ချင်းလေးကမရောက်လာသေးဘူးဆိုတော့သူ့ကိုစောင့်ပါမယ်ခရီးသွားရသည်မို့လို့လားမသိဘူးလေဆိပ်မှာတော့လူတွေအပြည့်ပဲပေါ့နော်ဘိုက်စာလို့တခုစားကြပါတယ်ပြီးတော့ကြတော့စားနေနဲ့တငယ်ချင်းဟဲ့ငါတို့တခုဆန်းရိုက်ကြည့်ကြမလားဆိုပြီးတော့ကင်မရာစဆန်းပါတယ်စားပြီးတော့စားရစားတဲ့နေစုံမစုံနှစ်ယောက်တူစစ်ကြပါတယ်ဒါကတော့လေရသတ်မှတ်ထားတဲ့ကီလိုပိုနေမှာဆိုလို့တငယ်ချင်းနဲ့အတူကီလိုစစ်နေရဖြစ်ပါတယ်immigration ကိုဖြတ်ပြီးသွားပြီဆိုတော့အခုကတော့လေယာဉ်ပေါ်တက်ဖို့ပဲကြံပါတော့တယ်ချင်းကတက်တော့ရပါရရင်ဖုန်းကိုကင်စရာမလိုအောင်နောက်ကနေပြီးတော့ဖုန်းကိုကတ်လို့ရတဲ့စတစ်ကာလေးယူလာတာအဲ့ဒါဆန်းရိုက်ကြည့်တာဖုန်းကပြုတ်ကြတော့မယ်တပြေးပြေးနဲ့ရှော့ကြနေပြီဘိုးဆိုပြီးပြုတ်ကြရောအိမ်မှာကာရင်းနဲ့နေရာလေးပြောင်းသွားတယ်ဆိုတဲ့ဗီဒီယိုရိုက်တာအဲ့တဖုတ်ထဲနဲ့ခရီးစဉ်တစ်ချောင်းလုံးဆုံးသက်ကောဘန်ကောက်မြို့ကိုရောက်လာပါပြီ trip လေးရဲ့အဆက်ကိုတော့နောက် vlog မှာထပ်တွေ့ကြပါမယ်နော်